မိမိဖုန်းထဲမှာရှိတဲ့သချင်းတွေကို TikTok အထဲမှာတွင်ထည့်သွင်းအသုံးပြုနည်းယခုပြပြပေးမယ့်အကြောင်းအလေးကတော့မိမိဖုန်းထဲမှာရှိတဲ့သချင်းတွေကို TikTok ထဲကိုထည့်ပြီးတော့ဗီဒီယိုတစ်ခုဘယ်လိုဖန်တီးရမလဲဆိုတာကိုပြပြပေးမယ့်အကြောင်းအလေးပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံး TikTok ထဲကိုဝင်လိုက်ပါ Okay TikTok ထဲရောက်ပြီဆိုတော့လည်းကျွန်တော်တို့အပေါင်းလက္ခဏာတွေနှိပ်ပါအပေါင်းလက္ခဏာတွေနှိပ်ပြီးသွားရင် create by တွေက create ကိုနှိပ်ပါ create by တွေကဒီဝိုင်းထားတဲ့တပ်ပုံတွေကိုနှိပ်လို့ရပါတယ် Okay ကျွန်တော် create by တွေ create ကိုတစ်ချက်နှိပ်ပါနှိပ်ပြီးသွားရင် new video တစ်ချက်နှိပ်ပါဒီနေရာမှာကိုထည့်ခြင်းတဲ့ဗီဒီယိုကိုထည့်လို့ရပါတယ် timeline နဲ့ကိုအခုကျွန်တော်ကကိုမှရှိတဲ့ဗီဒီယိုတစ်ခုကိုရိုက်ထားတဲ့ဗီဒီယိုတစ်ခုကို select ပေးပြီးတော့ next ကိုနှိပ်လိုက်ပါ Okay ကျွန်တော်တို့ဒီမှာ timeline နဲ့ကိုရောက်သွားကျွန်တော် play တစ်ချက် play ကြည့်ပါ Okay ကျွန်တော်ဒီလောက်ပဲလိုချင်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကို select မှတ်ပြ select မှတ်ပြီးတော့အောက်မှာ display ကိုတစ်ချက်နှိပ်ပါနှိပ်ပြီးတော့ဒီနောက်ကအပိုင်းကိုမလိုချင်တဲ့အတွက်ကျွန်တော်က delete လေးနှိပ်လိုက်ပါမယ်အခုဆိုကျွန်တော်တို့ကဒီမှာအနောက်မှာကားသွားတဲ့အတန်တွေပါနေပါတယ်ကားသွားတဲ့အတန်မပါချင်တဲ့အတွက်ကျွန်တော်တို့ကအခုဗီဒီယိုကိုကျွန်တော် select ပေးပြီးတော့ဒီအောက်မှာရှိပါတယ် volume ဆိုတာကိုရှိပါတယ် volume တွေကိုတစ်ချက်နှိပ်ပါနှိပ်ပြီးတော့ရင် volume တွေကို short လိုက်ပါပြန် play ကြည့်ပါအခုဆိုရင်ကျွန်တော်တို့နောက်ကကားသွားတဲ့လေတိုးတန်တွေပါမပါတော့ပါဘူး Okay ဒီဆင်းရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီရှေ့ကိုပြန်သွားပြီးတော့ကျွန်တော်ဒီမှာကျွန်တော်တို့ overlay ဆိုတာကိုတစ်ချက်နှိပ်ပါမယ် overlay ကိုတစ်ချက်နှိပ်ပါနှိပ်ပြီးသွားလို့ရှိရင်ကိုထည့်ခြင်းတဲ့ကိုက YouTube ကဖြစ်ဖြစ် down ထားတဲ့ MP4 သချင်းကိုထည့်လို့ရပါပြီဒီနေရာမှာကျွန်တော်တစ်ချက် play ကြည့်ပါ Okay MP4 ကဒီလောက်ဆိုရင်ကျွန်တော်ကထပ်ပြီးတော့ဒီအပေါ်က movie နဲ့ကတ်အောင်ကျွန်တော်ဖြတ်လို့ရပါတယ်ကျွန်တော်ကတချင်းစဆိုတဲ့နေရာဖြတ်ခြင်းတဲ့အတွက်ဒီကောင်ကိုကျွန်တော်ကအရှိနာကိုဖြတ်ပြီးတော့ကျွန်တော်ရှေ့ကိုဆွဲလိုက်ပါပြီးွားရင်ဒီအောက်က MP4 တချင်းကိုပဲကျွန်တော်ကထပ်ပြီးတော့ဆွဲလိုက်ပါတချင်းစဆိုတဲ့နေရာကိုကျွန်တော်တစ်ချက်ကြည့်ပြပါမယ်Okay မရသေးတဲ့အတွက်ကျွန်တော်ကဒီကောင်ကိုကျွန်တော်တို့ကရှေ့လေးကိုထပ်ပြီးတော့ဆွဲလိုက်ပါ movie ရဲ့ထိတ်ဆုံးကိုပြန်ဆဲပေါ့နော်ဒုတိယ movie ကိုဖြည့်ပြီးတော့ပထမ movie ရဲ့ထိတ်ဆုံးကိုပြန်ဆွဲပါတချင်းကိုပြီးွားရင်ကျွန်တော်ကအနောက်ကိုလက်လေးနဲ့ဆွဲလိုက်ပါတချင်းလာတဲ့နေရာကိုကျွန်တော်သိကျင်တဲ့အတွက်ကျွန်တော်ဒီလိုလုပ်ချင်းဖြစ်ပါတယ်Okay ဒီကနေစမယ်ဆိုရင်ကျွန်တော်တို့ဒီနေရာကိုဆက်လက်ပတ်ပြီးတော့ကျွန်တော် split ကိုတစ်ချက်နှိပ်ပါအဲ့ဒါပြီးကျွန်တော်ဒီအနောက်ကအဖြူလေးဝိုင်းတိုင်းနေရာကိုလိုချင်တဲ့အတွက်ဒီရှေ့ဟောင်းမလိုချင်တဲ့အတွက်ကျွန်တော်တို့က delete နှိပ်လိုက်ပါမယ်ပြီးွားလို့ရှိရင်ဒီတချင်းကိုနောက်ကနေပြီးတော့ကျွန်တော်ရှေ့ကိုပြန်ပြီးတော့ဆွဲလိုက်ပါနောက်ပြီးွားရင်ဒီကောင်ကိုဒီတချင်းကိုဆက်လက်မှတ်ပြီးတော့နောက်ကိုဆွဲပါဒီဗီဒီယိုလေးကဘာလို့ဒီလိုဖြတ်လိုက်လုပ်လိုက်လဲဆိုတော့ကျွန်တော်ရိုက်ထားတဲ့ကားသွားတဲ့ဗီဒီယိုလေးကတိုးတဲ့တူကကျွန်တော်ကတချင်းကိုတူတူပဲထည့်လို့ရပါမယ်တကယ်လို့မိတ်ဆွေတို့ထည့်တဲ့ကားသွားတဲ့ဗီဒီယိုကရှည်တချင်းကိုကိုထည့်ထားတဲ့ဗီဒီယိုရဲ့ရှည်ရဆိုရင်တော့အောက်ကတချင်းကိုအရှည်တစ်ပုတ်လုံးထည့်လို့ရပါတယ်ခင်ဗျာပြန်ပြီးတော့နားထောင်ကြည့်အောင်Okay အဲ့ပြီးသွားလို့ရှိရင်ကျွန်တော်ကဒီMP4 ထည့်ဒုတိယထည့်ထားတဲ့တချင်းကိုပဲကျွန်တော်ထည့်ခြင်းတဲ့အတွက်ကျွန်တော်ဒီအပေါ်ဟာလေးကို select ပေးလိုက်ပါ select ပေးပြီးကျွန်တော်ဒီကောင်လေးကိုလက်လေးနဲ့အောက်ကိုလေးပဲအတာလေးဆွဲချလိုက်ပါဒါဆိုရင်ပျောက်သွားပါပြီပျောက်သွားရင်ကျွန်တော်ပြန် play ကြည့်ပါအတန်ပဲကြံခဲ့မှာပေါ့နော်ကျွန်တော်အတန်ပဲလိုချင်တဲ့အတွက်Okay ဒါကတော့ကျွန်တော်တို့ကကိုထည့်ခြင်းတဲ့ဗီဒီယိုတွေရဲ့အောက်မှာကိုက YouTube ကဖြစ်ဖြစ်တခြား social media တခုကဖြစ် download ဆိုတဲ့တခြင်းလေးတွေကိုဒီလိုကိုစိတ်ကြိုက်ထည့်ပြီးအသုံးပြုတဲ့နည်းလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာယခုဗီဒီယိုကိုကြည့်ပြီးတော့မိမိတို့အကျိုးရှိခဲ့ရင်အပေါင်းလေးနေပြီးအသေးလေးပေးခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ